င်္ဂလာပါရှင်။လိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ KIA တပ်မဟာကိုပူးပေါင်းတပ်ဖွဲ့တွေဟာဩဂုတ်လ14ရက်ဒီကနေ့မနက်အစောပိုင်း3နာရီကနေစပြီးဖားကန့်လမုံနဲ့တောမော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေတယ်လို့ရှေ့တိုင်းသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။လမုံနဲ့တောမော်စခန်းတွေမှာလွန်ခဲ့တဲ့လတွေက KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့တာမခန်၊ဂွေခါ၊ကတိုင်းတောင်တပ်စခန်းတွေကနေထွက်ပြေးသွားတဲ့တပ်သားတွေစုပေါင်းပြီးတက်ဆွဲထားတယ်လို့သိရပါတယ်။တိုက်ပွဲအချိန်တွေဟာဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်ကနေတိုက်လေရင်နဲ့တိုက်ခိုက်တာဖားကန့်တပ်မကုန်းကနေလက်နက်ကြီးနဲ့ပစ်ကူတာတွေရှိပါတယ်။တိုက်ပွဲအခြေအနေအပြည့်စုံကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်လာတာနဲ့အမျှတိုက်ပွဲရှောင်ပြည်သူတွေပိုများလာပါတယ်။ဒီကနေ့တိုက်ပွဲဖြစ်တဲ့အနီးဝန်းကျင်ကအိမ်ထောင်စု60ကျော်စစ်ပေးသိမ်းရှောင်နေရတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။ဒီသတင်းကိုသတင်းထောက်ဦးရူဘရန်ကပေးပို့ထားတာပါ။ကချင်ပြည်နယ်ပညာရေးဆောင်တက္ကသိုလ်ရဲ့တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲကိုဒီကနေ့ဩဂုတ်လ14ရက်နေ့မှာဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးပြိုင်ပွဲတွေကျင်းပနေပြီဖြစ်ပါတယ်။ကျောင်းတစ်ကျောင်းရဲ့ရှိတဲ့ကန္တရက်တစ်ခုအနေနဲ့ပြုလုပ်ကျင်းပရခြင်းဖြစ်ပြီးကျောင်းသားတွေအနေနဲ့ကျောင်းစာပဲတင်ယူရတာမဟုတ်ပဲအားကစားမှာပါထူးချွန်ဖို့ကျောင်းသားတွေအချင်းချင်းတွေ့ဆုံပြီးပုံမရင်းနှီးကြောင်းဝင်ပြီးတော့စီလုံးညီညွတ်ဖို့စတဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ KSCU တက္ကသိုလ်ရဲ့ဒုတိယအဓိပတိဆရာဒေါက်တာအောင်နိုင်သူကပြောပါတယ်။အားကစားပြိုင်ပွဲမှာ School of Medical Science, School of Nursing Science, School of Technology, School of Economics, School of Arts and Science ကျောင်းကကျောင်းသားကျောင်းသူတွေပါဝင်ရှင်ပြိုင်ကြပါတယ်။အားကစားပြိုင်ပွဲမှာဖူဆယ်ဘောလုံးကြားမပြိုင်ပွဲစပွဲတင်တင်းနဲ့ကြားမပြိုင်ပွဲစက်တောင်ရိုက်ကြားမပြိုင်ပွဲနဲ့ချင်းခတ်ကြားပြိုင်ပွဲတွေပါဝင်မှာဖြစ်ပြီးတော့ဩဂုတ်လ14ရက်နေ့ကနေ19ရက်နေ့အထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ဖားကန့်လုံခင်းခွန်းစာကုန်းကျေးရွာမှာရှိတဲ့အမှတ်၄ရဲစခန်းကစစ်ကောင်စီရဲတွေဟာဩဂုတ်လ23ရက်နေ့ကနေစပြီးခီးသွွားပြည်သူတွေကိုချိန်ချောက်တာအတင်းအကျပ်စစ်ဆေးတာငွေညစ်တာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ခီးသွွားပြည်သူတွေစီကနေချိန်ချောက်ငွေတောင်းယုံမကပြည်သူတွေရဲ့အဝတ်အိတ်ကပ်တွေမှာပါတဲ့ငွေတွေကိုပါသိမ်းယူတယ်လို့ကြုံတွေ့ခဲ့ရသူတဦးစီကနေသိရပါတယ်။လက်ရှိချိန်မှာစစ်ကောင်စီတပ်ဟာမြစ်ကျနာဖားကန့်လမ်းတစ်လျှောက်ခီးသွွားပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးတာတွေချိန်ချောက်တာတွေပြုလုပ်လျက်ရှိပါတယ်။အပြစ်မဲ့ခီးသွွားပြည်သူတွေကိုဖမ်းပြီးပိုက်ဆံနဲ့ပြန်ရွေးထုတ်ခိုင်းတဲ့အဖြစ်တွေလည်းရှိတယ်လို့လက်တွေ့ကြုံတွေ့ခဲ့ရတဲ့သူဦးစီကနေသိရပါတယ်။ကင်းစီကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီဂိတ်မှာလည်းပြည်သူတွေရဲ့ဖုန်းအချက်လက်တွေကိုပါစစ်ဆေးပြီးမတင်ကာမှုနဲ့ဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ပါသေးတယ်။ပြည်သူတွေဟာထောက်ခံစာတွေပြပြီးသွာလာနေကြရတယ်လို့သိရပါတယ်။တင်ဆက်ချင်းပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်